ဆေးကြောက်ကိုယူမှုကြကြတဲ့ကဘာကျော်သုံး Snoop Dogg မက်တစ်ကတော့အားလုံးသိတဲ့ rap ပြီးရင် Snoop Dogg ပါပဲသူကတော့ဆေးကြောက်ကိုသူ့ဘဝရဲ့အစိပ်ပိုင်းတစ်ခုလို့ပြောထားတာပါဒီနေ့ကိုဆက်လက်လေးပေါင်း80ကနေ150တိတောက်ဖို့ရလို့တော့နာမည်ကြီးပါတယ်သူ့မှာကိုယ်ပိုင် wheat brand တော့ရှိပါတယ်နံပါတ်2 Wiz Khalifa ဒုတိယတစ်ကတော့ Wiz Khalifa ပါလက်အန်ဂျယ်တို့ဆိုတော်ကြီးဖြစ်ပြီးတော့ဆေးကြောက်တော့တာကိုမိခင်ညာဖန်တီးမှုအတွက်စိတ်ကူးအစ်စ်တွေရရလို့ဝန်ကြီးထားသူပါသူကတော့ဆေးကြောက်တော့အတလောက်ဒေါ်လာတောင်းချီပုံရခံနေလို့ဆိုပါတယ်နံပါတ်3 Willie Nelson နောက်ဆုံးတစ်ကတော့ Country သေးတန်ရှင်ကြီး Willie Nelson မှာအခုအသက်60ကျော်နေပြီဖြစ်တဲ့အခုကြီးဟာဆေးကြောက်ပဲသူ့ရဲ့ကျန်းမာရေးနဲ့စိတ်သက်တွေလမ်းဆန်းနေရလို့အမြဲပြောလို့ရှိပါတယ်သူကဆေးကြောက်ကိုတရားဝင်ဖြစ်အောင်နှစ်ပေါင်းများစွာတိုက်ပွဲဝင်ရသူတို့လည်းဖြစ်ပါတယ်အစီတို့ရောဒီ3ယောက်တက်ကဘယ်သူကိုအကြိုက်ဆုံးလဲနောက်ထပ်ဘယ်သူတွေကြံရည်ဆိုတာခုမှဆွေးနွေးကြပါဦးဗျာ